ပြီးခဲ့တဲ့ဘိုင်းမှာဂျင်းဝန်းတယောက်ကြာရုပ်ထုတွေခုတ်တက်တာကိုခံနေရတာပါဒီကနေ့ချိန်မှာနောက်ထပ်ခွင့်များရှိခဲ့ရင်လို့တွေးနေခဲ့ပြီးအရာအလုံးမောင်းတိကျသွားပါတယ်အဲ့နောက်ကစားသမားဖြစ်လာတဲ့အတွက်ဂုံယူပါတယ်ဆိုတော့ဂိမ်းစခွင့်တစ်ခုပေါ်လာပြီးဂျင်းဝန်းပြန်လို့လာပါတယ်သူ့ကိုယ်သူတေးပြီးထင်ပေမဲ့မသေးပဲစိတ်ဝင်ရောက်နေတဲ့အပြင်ရုပ်ထုတွေခုတ်လို့ပြတ်သွားခဲ့တဲ့ခြေလက်တွေပါအကောင်းနိုင်ရှိနေလို့ဂျင်းဝန်းအံ့ဩနေပါတယ်အဲ့ချိန်မှာပဲဂျင်းဦးစီကိုဝူဂျင်ချောနဲ့ကန်တဲရှစ်ဆိုတဲ့လူနှစ်ယောက်လာပြီးသူတို့ဟာဟန်တာစောင့်ကြည့်လေ့လာရေးဖွဲ့ဖြစ်ကြောင်းသူတို့ကိုယ်သူတို့မိတ်ဆက်ပါတယ်ဂျင်းဦးက3ရက်တီးသတိလစ်နေခဲ့တာဖြစ်ပြီးသူလွတ်လာတဲ့ချားဖွဲ့သားတွေလည်းတက်ရှယ်ကြကြောင်းဂျင်းဦးကိုပြောပြပါတယ်ဂျင်းဦးရဲ့တကယ်ရေးဂျိုကြီးကတော့ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်စိတ်ဒဏ်ရာရပြီးအခန်းအုံးတွေကြောင့်လည်းဂျင်းဦးသိလိုက်ရပါတယ်ဖះเจ้าဖြစ်ပက်ကနေတယောက်တည်းကြံခဲ့ပြီးတက်ချင်တာကြောင့်သူတို့ကဂျင်းဦးကိုတစ်စစ်ပြန်လဲနှိုးထလာတဲ့ထင်နေကြောင်းပြောပြပါတယ်တစ်စစ်ပြန်လဲနှုတ်ထားခြင်းဆိုတာဒုတိယကြိမ်ထပ်မံနှုတ်ထားခြင်းကိုခေါ်တာဖြစ်ပြီးဟန်တာနဲ့သူပဲကြုံရတတ်တာပါသူတို့ခုလာတာကဂျင်းဦးကိုတစ်စစ်ပြန်လဲနှုတ်ထလာတဲ့ထင်လို့လာဆက်သက်ကြည့်ကြတာဖြစ်ပါတယ်ဟန်တာရဲ့ခွန်အောင်တိုင်းနဲ့ဆက်နဲ့တိုင်းပေမဲ့ဂျင်းဦးကတာမန်အတိုင်းအားနေနေသေးပဲမို့သူလည်းပြန်သွားပါတယ်ဂျင်းဦးလည်းပြန်လဲနှုတ်ထတာမဟုတ်လို့နဲငယ်တော့စိတ်ပြတ်သွားပြီးအေးရပေါ်ပြန်လဲနေလိုက်ပါတယ်ပြီးတော့သူမြင်နေရတဲ့ဂိမ်းစခွင်လိုရာကိုသူ့စီလာတဲ့လူတွေမမြင်တဲ့အတွက်အံ့ဩနေပါတယ်စခရင်ထဲမှာမဖက်ရသေးတဲ့စာများရှိတယ်လို့ရေးထားတာမို့ဂျင်းဦးလည်းဖွင့်ပတ်ကြည့်ဖို့လုပ်ပေမဲ့မရဘူးဖြစ်နေပါတယ်။သူရုပ်ထုတွေတက်လို့ဒီကန်ဒီမှာဒါမျိုးစခရင်တစ်ခုပေါ်လာသေးရဲ့ဆိုတာကိုလည်းသတိရသွားပါတယ်။အဲ့ချိန်မှာပဲသူ့စီကိုသူ့ညီမလေးရောက်လာပါတယ်။သူ့ညီမကဂျင်းနာလို့ခေါ်ပြီးအထက်တန်းကျောင်းသူတယောက်ပါ။ဂျင်းဦးကအထက်တန်းကျောင်းသူညီမနဲ့ကိုမဝင်နေတဲ့မိခင်အတွက်ဟန်တာလုပ်ပြီးငွေရှာနေရတဲ့သူပါ။သူ့ညီမကရရောက်ချင်းတစ်ခုဆိုဂျင်းဦးဝဲတန်ရရနေတာမို့ရုပ်ဆိုင်ဖို့ဆူပါတယ်။စကားပြောနေရင်ဂျင်းဦးကသူမြင်ရတဲ့စခရင်ကိုသူ့ညီမမြင်ရလာလို့မေးပေမဲ့ဂျင်းနာကတော့ဂျင်းဦးဘာကိုပြောနေမှနားမလဲပါဘူးဒါနဲ့ဂျင်းဦးလည်းစခရင်ကိုသူတယောက်တည်းမြင်ရတယ်ဆိုတာနားလည်လိုက်ပါတယ်ဂျင်းနာကဗီဒီယိုဂိမ်းကြီးဆော့တဲ့သူမို့ဂိမ်းထဲမှာမဖက်ရသေးတဲ့စာတွေကိုဘလို့ဖက်ရလဲဆိုတာမေးကြည့်တဲ့အခါစာရိုက်ပုံးနဲ့ဝင်ကြည့်လို့ဂျင်းနာဖြေပါတယ်အဲ့နောက်ဂျင်းနာလည်းသူ့ကိုကြည့်ရတာစင်ပြေပုံပေါ်တာမို့နှုတ်ဆက်ပြီးပြန်သွားပါတယ်ဂျင်းနာပြန်သွားတာနဲ့ဂျင်းဦးလည်းစခရင်ထဲဝင်ထားတဲ့စာတွေကိုလိုက်ဖတ်နေပါတယ်သူမရတဲ့စာရီထဲမှာနေစဉ်တာဝန်နဲ့စူပေးတံပေးစနစ်တွေပါတာမို့ဂိမ်းတစ်ခုနဲ့တူနေတာကိုဂျင်းဦးသတိထားမိလိုက်ပါတယ်နေစဉ်တာဝန်ဆိုတာကိုဖွင့်ကြည့်တဲ့အခါမှာတော့တိုက်ထိုးအိတ်ထမတင်နဲ့ထိုင်ထကိုအခါတရာစီလောက်အောင်ဖြစ်တဲ့အပြင်10 ကီလိုမီတာပါပြေးရမှာဖြစ်ကြောင်းတွေးလိုက်ရပါတယ်အောက်မှာလည်းသတိပေးချက်အနေနဲ့နေစဉ်တာဝန်ပြက်ကွက်ရင်အပြစ်ပေးမှဖြစ်ကြောင်းရေးထားပါတယ်ဂျင်းဦးကတော့သူကစေးုံတက်နေရတာမို့အဲ့ဒါတွေဘယ်လိုလုပ်နိုင်မှလဲဆိုပြီးခပ်ပေါ်ဝဲတွေ့ရင်ပြန်လဲနေလိုက်ပါတယ်တစ်ဖက်မှာလည်းဟန်တာအဖွဲ့အစည်းကဂျင်းဦးတို့ဖြစ်စဉ်ကထူးဆန်းတာမို့စုံစမ်းနေတဲ့ဖြစ်ပါတယ်ဂျင်းဦးကတော့ဆေးရုံမှာအိပ်ပျော်နေပြီးဒီလိုနဲ့ည7:00 နာရီထိုးသွားပါတယ်တဲပြေးသွားပေမဲ့ဂျင်းဦးကနေ့စဉ်တာဝန်မလုပ်ဘဲအိပ်နေတာမို့စခရင်မှာတာဝန်အောင်မြင်ကြောင်းပေါ်လာပါတယ်အဲ့ချိန်မှာပဲဂျင်းဦးရဲ့အခန်းတစ်ခုလုံးငလင်းလှုပ်တယ်လို့လှုပ်လာပြီးအိပ်ပျော်နေတဲ့ဂျင်းဦးလည်းလန့်နိုးလာတာဂရင်ဘောကပြုတ်ကျသွားပါတယ်သူမျက်လုံးဖွင့်ကြည့်လိုက်တဲ့ချိန်မှာတော့သူကဆေးရုံမှာဟုတ်မနေပဲတဲကန်နာတစ်ခုတည်းရောက်နေပါတယ်အိမ်မက်မက်နေတယ်ထင်လိုက်ပေမဲ့သူ့စီကိုကန္နာကင်းချင်များကြီးတကောင်ရောက်လာပြီးသူ့ရှိရဲ့စခရင်မှာလည်းအပြစ်ပေးတာဝန်ဆိုပြီးပေါ်လာတာမို့ဂျင်းဦးလည်းနေ့စဉ်တာဝန်ပြက်ကွက်လို့အပြစ်ပေးခံရမှသိလိုက်ရပါတယ်တာဝန်ကအခုရောက်တဲ့နေရာမှာ4 နာရီတီတီသက်ရှင်အောင်နေရမှာဖြစ်ပြီးကြောက်လန့်နေတဲ့ဂျင်းဦးကတော့ပတ်ပြေးပါတော့တယ်ဆေးရုံမှာလည်းဂျင်းဦးရုတ်တရက်ပြောက်သွားလို့နတ်စမလေးတွေကပြန်ခတ်နေကြပါတယ်အပြည့်တစ်ပေါက်ရှမ်းရှမ်းတောက်တဲ့ဂျင်းဦးလည်း4 နာရီလုံးပတ်ပြေးပြီးတဲ့နောက်မှာတော့ဆေးရုံကသူ့အခန်းထဲကိုပြန်ရောက်လာပါတယ်အဲ့နောက်တော့ဂျင်းဦးလည်းအမောဖောက်ပြီးတတိလစ်သွားပါတော့တယ်နောက်နေ့မနက်မှာတော့ဂျင်းဦးတယောက်တီးတတာလမ်းဆက်နေပြီးမကြခင်စေးုံကဆင်းနိုင်တော့မှဖြစ်ကြောင်းသူ့ညီမကိုဖုံးဆက်ပြောနေပါတယ်အဲနောက်နေ့စဉ်တာဝန်လုပ်ဖို့ပြင်ပါတယ်တစ်ဖက်မှာလည်းဂျိုကြီးကတော့ရုပ်ထုရည်နဲ့ကြုံခဲ့ရပြီးကြတဲ့မှသူ့ကိုခေါ်တဲ့ဂိတ်တွေနဲ့ထပ်မလိုက်နိုင်တော့တဲ့အထိစိတ်ဒဏ်ရာရနေပါတယ်အခုတော့ဂျင်းဦးတက်တာကြောင့်ကြားလို့စေးုံကိုတည်မေးဖို့လာပါတယ်ဒါပေမဲ့ဂျင်းဦးစေးုံထဲမှာပြေးနေတာကိုမြင်ပြီးအဆင်ပြေနေရပဲလို့တွေးရမတွေ့ရပြန်သွားပါတယ်ခုဆိုဂျင်းဦးသတိရလာတာ4 ရက်ရှိပြီမို့ဂျင်းဦးလည်းသူမြင်နေရတာတွေကပုံရိပ်အောင်မဟုတ်တာကိုနားလည်နေပြီဖြစ်ပါတယ်နေ့စဉ်တာဝန်ပြီးအောင်လုပ်ရင်စုရတဲ့အပြင်ပင်မနာရီလည်းပြေဝပြန်တတ်တာပါတယ်တာဝန်ပြီးရင်တရက်ကိုစွမ်းရည်အမှတ်3မှတ်ရပြီးအဲ့3မှတ်ကိုကြိုက်တဲ့စွမ်းရည်တိုးလာအောင်သုံးလို့ရပါတယ်အလွယ်ပြောရရင်သူ့မှာခွန်အားဉာဏ်စွမ်းအားခန္ဓာရည်အားစသဖြင့်စွမ်းရည်မျိုးမျိုးရှိပြီးရလာတဲ့စွမ်းရည်အမှတ်ကိုအဲ့အရာတွေတဲ့ကြိုက်တဲ့အရာကိုပိုတိုးတက်အောင်သုံးလို့ရတာမျိုးပါဂျင်းဦးကတော့ခွန်အားရေးပါဆုံးဆိုပြီးရလာတဲ့အမှတ်တွေကိုခွန်အားအတွက်ပဲသုံးနေပါတယ်အမှတ်တွေများလာတဲ့အမျှဂျင်းဦးလည်းတန်မာလာမှာဖြစ်ပါတယ်အဲ့ဒါအပြင်သူ့မှာပစ္စည်းတူလောင်ကန်လည်းရှိပါတယ်လက်ရှိမှာတော့သူကဂိမ်းကဘာတဲ့ကစားသမားတစ်ယောက်လိုဖြစ်နေပြီဖြစ်ပါတယ်တရက်မှာတော့ဂျင်းဦးနေ့စဉ်တာဝန်ပြီးတဲ့အတွက်အစုအနေနဲ့ရတဲ့စက်ကူတစ်တာလေးတွေကနေတော်လေးတစ်ချောင်းကိုရလိုက်ပါတယ်တော့နဲ့အတူတော့ကိုသုံးပြရမယ့်နေရာလဲစခရင်ထဲမှာပေါ်လာပါတယ်ဂျင်းဦးလည်းအပြည့်တံပေးတော့ကလို့နေရာဒေသတစ်ခုစီရောက်မဲ့တော့ဆိုတာနားလည်လိုက်ပါတယ်အဲ့နေရာစီမသွားခင်ဆေးရုံကသူ့အမေကိုတွားကြည့်ပါတယ်ဂျင်းဦးရဲ့အမေကလွန်ခဲ့တဲ့4 နှစ်ကစပြီးထာဝရအိတ်ဆက်ချင်းဆိုတဲ့ယောဂတစ်မျိုးကိုခံစားနေရတာပါ
လက်ရှိဆေးပညာနဲ့ဘယ်သူမှမကုနိုင်တာမျိုးမို့ဆေးရုံမှာပဲအိပ်ပျော်လျက်သားဒီတိုင်းထားထားရတာပါသူကဟန်တာလုပ်ပြီးငွေချနေရတာကလည်းသူ့အမေရဲ့ဆေးဖို့တက်ပဲဖြစ်ပါတယ်သူ့အမေနဲ့ညီမလေးအတွက်သူတန်မာလာမရမယ်ဆိုတာနားလေတာမို့နေစဉ်တာဝန်နဲ့ပြီးအောင်လုပ်ပြီးရလာတဲ့အမှတ်တွေနဲ့သူ့ခွန်အားမှတ်ကိုတိုးအောင်ကြိုးစားပါတယ်လုံလောက်ပြီလို့ထင်တဲ့ချိန်မှာတော့လိုအပ်မဲ့ထင်တာတွေအကုန်ယူပြီးတော့သုံးရမယ့်နေရာစီထွက်လာခဲ့ပါတယ်တော့သုံးရမယ့်နေရာကမြေရောက်ပူတာရုံတစ်ခုဖြစ်ပါတယ်ပုံမှန်အတိုင်းဆိုတာမန်နေရပေမဲ့တော့ထုတ်လိုက်ချိန်မှာတော့ဖွင့်ရမယ့်ပေါက်တစ်ခုပေါ်လာပါတယ်ကျင်းဦးလည်းဖွင့်ပြီးအထဲကိုဝင်လာလိုက်ပါတယ်သူကတခြားဒိုင်မန်ရှင်တစ်ခုကိုဝင်ရောက်သွားတယ်လို့မျိုးဖြစ်ပြီးသူဝင်လာတာနဲ့သူဝင်တဲ့နေရာပိတ်သွားပါတယ်အဲနောက်သူရှိရစကရမှာသူရောက်နေတဲ့ဒိုင်ယုံတွေကနေဘောကိုတက်တာဒါမှမဟုတ်နေရာပြောင်းကြောက်တုံးကိုသုံးတာမဟုတ်ရင်ပြန်ထွက်လို့မရဘူးဆိုတဲ့သတိပေးချက်ပေါ်လာပါတယ်သူလည်းဒိုင်ယုံထဲမှာရှစ်ဆက်လာခဲ့ရင်ပထမဆုံးမင်းသားသုံးကောင်နဲ့တွေ့ပါတယ်ကျင်းဦးလည်းအစာပိုင်းမှာတော့ကြောက်လန့်ပြီးပြားနေပါတယ်ဒါပေမဲ့တကယ်တိုက်ခိုက်ကြည့်ပြီးတဲ့အခါမှာတော့သူရင်ကခက်ခက်ခဲခဲတက်ခဲ့ရတဲ့မင်းသားတွေကိုအခုတော့အလွယ်လေးတက်နိုင်နေကြောင်းတွေးလိုက်ရပါတယ်သူမင်းသားတွေကိုတက်ပြီးတဲ့ချိန်မှာပဲလိုင်ကန်လို့ခေါ်တဲ့စတီးဆွဲနဲ့ဝင်ပလီတကောင်ရောက်လာပြီးသူ့ကိုတိုက်ခိုက်ပါတယ်ကျင်းဦးလည်းဝင်ပလီကမင်းသားတွေထက်အများကြီးပိုတန်ပါမယ်ဆိုတာနားလည်လိုက်ပါတယ်ခွန်အားကြီးတဲ့ဝင်ပလီကိုမြင်ပြီးကျင်းဦးတယောက်ဖျားเจ้าနဲ့အဖြစ်ပြက်တွေကိုပြန်သတိရကကြောက်တူးတုံနေမိပါတယ်ကြောက်စိတ်ကြောင့်စိတ်ကလှုပ်ရှားတင်တာသိပေမဲ့လူအမလုံနိုင်မဲ့ရမြဲတမ်းရက်နေရကြောင်းဝင်ပလီကသူ့ဘာကိုခုံကုတ်တာခံလိုက်ရပါတယ်ကုသပေးသူလည်းမပါတာမို့ကျင်းဦးလည်းစိုးရိမ်ပြီးအတွေးများနေချိန်ဝင်ပလီကသူ့ဘက်ကိုလှည့်ကတစ်ချက်ဦးလိုက်ပြီးသူ့ကိုခုံအောင်လိုက်ပါတော့တယ်ဒါကတော့ Solo Leveling Season 1အပိုင်းဆုံးဖြစ်ပါတယ်နောက်တစ်ပိုင်းကိုနောက်နေ့မှတင်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ရတဲ့လုပ်သွားကြဖို့တောင်းဆိုပါတယ်ခင်ဗျာ